အခုအခန်းလေးကမြန်မာငွေ300ကျော်ဒေါင်းပေးမှချလာပြီးတော့မြန်မာငွေ3000ကျော်နဲ့ရမယ့်အခန်းလေးဖြစ်ပါတယ်ခင်ဗျ preferably ကိုလိုလေးလည်းဖြစ်တာအတွက်ကြောင့်မိုင်အတွက်ကိုမှတိချစ်သူတွေအတွက်အရင်ဆင်ပြေပါတယ် location အရဆိုလဲဥတုံစု PTS ကနေ900မီတာအကွာဘန်ကောက်မော်ကနေ4မိနစ်ပဲမော်ရတဲ့နေရာမှာရှိပါတယ်ခင်ဗျအခုအခန်းလေးတွေကိုပထမဆုံးအခန်း200အတွက်ကို VVIP promotion ရှိပါတယ်ဒီ promotion မှာကျွန်တော်တို့1 square meter ကို9000ဘတ်3ခန်းအထက်ဝယ်မယ်ဆိုရင်3% discount ထပ်ပေးအောင်မှာဖြစ်ပါတယ်ခင်ဗျ IKEA voucher လည်း60,000ဘတ်ပို့ပေးအောင်မှာဖြစ်ပါတယ်ဒီ promotion တွေရလိုချင်နေဆိုတော့ကျွန်တော်တို့ကိုအခုပဲလှမ်းပြီးတော့ဆက်သွယ်ပြီးတော့အခွင့်အရေးတွေမလိုအောင်လို့ယူထားဖို့လိုပါတယ်เนาะအခန်းမျိုးစားတွေက3မျိုးရှိပါမယ်1 baron ဒီအခန်းလေးက30 square meter ပြီးတော့1 baron plus ရှိမယ်35 square meter 2 baron ရှိမယ်45 square meter ပါခင်ဗျဒီဆောက်တာလည်းနာမည်ကြီး AP Thailand ကဒီဆောက်တာဖြစ်ပါတယ်ခင်ဗျ2027နှစ်ကုန်မှာပြီးစီးတာမို့လို့ကြိုတင်ဝယ်ဆင်ထားဖို့ဆိုရင်အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဗျ facility တွေဆိုရင်လည်းရေကူးကန် fitness center play zone ပြင်ကုန်မှာတင်မီတာသူ trace and တွေအတွက်ပါထည့်ပြီးစဉ်းစားပေးထားပါတယ်ဗျဒီကောင်ကကျွန်တော်ကြိုက်တဲ့အချက်ကဆိုရင်ဒီချုံခန်းအိမ်နာတကားပေါက်မှာတီလေးတွေအတွက်ပါတကားပေါက်လေးပါတာပါခင်ဗျကျွန်တော်တို့ဒီလိုအခန်းလေးတွေကိုလက်မလုပ်ဖို့အတွက်ဆိုရင်ကျွန်တော် living in Thailand page ကိုပဲဖြစ်ဖြစ် TikTok ကိုပဲဖြစ်ဖြစ်နှမ်းပြီးတော့မေးလိုက်လို့ရပါတယ်